မင်္ဂလာပါဒီနေ့မှာတော့လူတိုင်းကအစိတ်သီးလို့ပြောနေတဲ့ဒီဒညင်းသီးကိုအစိတ်မသိအောင်ဘယ်လိုတွေစားရမလဲနဲ့ဒညင်းသီးကဘယ်လိုအဖက်တွေရှိလဲဆိုတာဒီလိုဒီနေ့နည်းနည်းလေးပြောပြပေးသွားပါမယ်ရှင်ဒညင်းသီးကိုအင်္ဂလိပ်လိုဆိုရင် jungle beans လို့ခေါ်ပါတယ်အလိုကြိုစားမိမယ်ဆိုရင်အစိတ်သင့်စေတတ်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်ဒညင်းသီးမှာပါဝင်တဲ့အစိတ်သင့်စေတဲ့အရာကတော့ glycolic acid လို့ခေါ်တဲ့ acid တစ်မျိုးပဲဖြစ်ပါတယ်ဒညင်းသီးအစိတ်သင့်ပြီဆိုရင်ကြောက်ကနှလုံးတစ်လုံးတစ်ပြိုင်နက်တည်းပျက်စီးတဲ့အထိကိုဖြစ်စေနိုင်ပါတယ်ကြောက်ကဆိုတာခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကိုဆွန့်ထုတ်ပေးနေတဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ခန္ဓာကိုယ်ကဒညင်းသီးကိုစားလိုက်တဲ့အခါဒညင်းသီးအစိတ်တွေကကြောက်ကစီကိုအရင်ဆုံးရောက်တာမဟုတ်ပါဘူး။သွေးစည်းချောင်းကနေအသေးစီကိုအရင်ဆုံးရောက်တာပဲဖြစ်ပါတယ်။အသေးဆိုတာခန္ဓာကိုယ်ကအစိတ်ဖြစ်စေတဲ့အရာတွေကိုအစိတ်ဖြည့်ပေးတဲ့အင်္ဂါတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့သူကဒညင်းသီးရဲ့အစိတ်ကိုတော့မချေဖြတ်ပေးနိုင်ပါဘူး။ဒါကြောင့်ဒညင်းသီးအစိတ်ဟာကြောက်ကစီကိုမပျက်စီးဘဲရောက်လာပါတော့တယ်။ဒညင်းသီးအစိတ်ကိုကြောက်ကဆွန့်ထုတ်ဖို့ကြိုးစားပေမဲ့ဒညင်းသီးအစိတ်မှာပါတဲ့မော်လီကျူးလေးတွေကကြောက်ကရဲ့သွေးကြောထုံးနဲ့အစည်းပြုံတွေမှာထပ်ပြီးပိတ်ဆို့နေပြန်ပါတယ်။ဒညင်းသီးမော်လီကျူးကအချောင်းပုံစံရှိတာကြောင့်သွေးကြောလေးတွေပေါက်ထွက်ပြီးစီးသွားတဲ့အခါသွေးပါလာတဲ့ဝေဒနာကိုစတင်ပြီးခံစားရပါတယ်။ပိုဆိုးလာတဲ့အခါစီးလမ်းကြောင်းလုံးဝပိတ်သွားပြီးစီးလက်တစ်ဖြည်းဖြည်းနဲ့နဲလာပါလိမ့်မယ်။နောက်ဆုံးစီးလုံးဝသွားလို့မရတဲ့အထိဖြစ်သွားတဲ့အခါကြောက်ကပစ္စည်းတဲ့အထိဖြစ်နိုင်ပါတယ်။အဲ့ဒီအချိန်ရောက်ပြီဆိုရင်တော့ကြောက်ကတက်ဆင်စက်နဲ့အချိန်မီကုသမှပဲအသက်ချမ်းသာရမှာဖြစ်ပါတယ်။ဒညင်းသီးအစိတ်သိတဲ့ယောဂဟာဒညင်းသီးပေါ်များရာဒေသတွေမှာအတွေ့များတဲ့ယောဂတစ်ခုဖြစ်ပြီးတော့ဆေးရုံတက်ပြီးစနစ်တကျအချိန်မီမကုသရင်အသက်ဆုံးရှုံးတဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒညင်းသီးကြိုက်တဲ့သူတွေအနေနဲ့ဒညင်းသီးစားသုံးတာကိုသတိထားပြီးတော့စားသုံးသင့်ပါတယ်။ကြိုက်လို့မစားရမနေနိုင်ဘူးဆိုရင်တော့တစ်နေ့ကိုနှလုံးထပ်ပို့ပြီးတော့မစားသင့်ပါဘူး။အစိမ်းစားခြင်းကိုလည်းအတက်နိုင်ဆုံးဆင်ခြင်ပြီးတေချာအောင်ကြက်အောင်ချက်ပြုတ်စားတော့သင့်ပါတယ်။